အိမ်တော်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားဘူးအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေကိုယ်အိမ်တော်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားတဲ့အနေအထားမျိုးကိုမြင့်မြတ်တဲ့နေထိုင်မှုလို့ခေါ်တယ်အဲ့ဒီမြင့်မြတ်တဲ့နေထိုင်မှုရရှိဖို့အကြောင်းအရာဘာလို့ဆိုအိန္ဒြိယတံဝရောကိုယ့်ရဲ့မျက်စိနာနာလျှာကာယမနာဆိုတာကိုထိန်းချုပ်ဖို့လိုအပ်တယ်တိလနဲ့စောင့်ထိန်ဖို့ထိန်းချုပ်ဖို့တတိနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်တတိနဲ့ထိန်းချုပ်ဖို့ဆိုတာမျက်စိကကြည့်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကနားထောင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဆိုလိုတာကမဆိုင်တဲ့လူနဲ့သွားညှိသွားတယ်မညှိအောင်နေလို့ဆိုလိုတယ်နော်အဲ့လိုတတိနဲ့ကိုယ်စိတ်ကိုအိန္ဒြေကိုထိန်းခိုင်းတယ်ဆိုတာမျက်စိနဲ့မြင်တဲ့အဆင့်အာယုံပေါ်မှာတတ်မဲ့တာတွေမဖြစ်အောင်မုန်းတိတာမဖြစ်အောင်အတန်ပေါ်မှာမုန်းတိတာတတ်မဲ့တာမဖြစ်အောင်အနံ့ပေါ်မှာအရာသာပေါ်မှာအထီးတွေပေါ်မှာစိတ်ကူးကြံစည်မှုတွေပေါ်မှာကိုယ်စိတ်တွေမှာတွေ့တာမှုတွေမုန်းတိမှုတွေမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်တဲ့ဒါမှကိုယ့်ရဲ့ဓမ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အနေအထားတစ်ခုဟာခိုင်မာမှာဖြစ်တယ်လို့မြတ်စွာဘုရားယဟန်နေဆိုလည်းထို့တူပဲဆုံးမတယ်မြတ်စွာဘုရားအိန္ဒြိယတံဝရဆိုလောဘဒေါသမဖြစ်အောင်တတိနဲ့ထိမ့်ဖို့လို့စိတ်ထဲမှာဖြစ်ပေါ်လာရင်တော့မှဒါမသိတော့ဘူးသိတော့တဲ့အရာမဟုတ်ဘူးကိုယ်စိတ်ကိုချိုးနိုင်ပေးရမယ်စိတ်တွေကဖြစ်ပေါ်လာရင်ကိုယ်ပဲလက်မခံရဘူးချိုးနေရမယ်ဒါကိုတံဝရလို့ခေါ်တယ်တံဝရအဓိပ္ပာယ်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ချင်းကြိုက်တဲ့မန္တလေးကကိုချင်းကြိုက်တဲ့မှတ်ထားချင်းကြိုက်တဲ့မန္တလေးမှာတဲ့ရိုးအိတ်ထာကိုပြောရမယ်ချင်းစည်းထွန်းတာတွေပါတော့မပြောတော့ဘူးနော်ဘာလို့ရတော့ဆိုချင်းမကိုင်းအောင်ဘာလို့ရလဲဆိုချင်းအောင်ချတာအဲ့ဒါချင်းမဝင်နိုင်အောင်ချင်းအောင်ထားတာအဲ့တော့ကိုချင်းမကိုင်းအောင်ဘာလို့မလို့ချင်းထောင်နဲ့အိတ်ပဲချင်းထောင်ပြီးတော့ချင်းအောင်နဲ့အိတ်တယ်ချင်းအောင်နဲ့ဝင်အိတ်တယ်အဲ့ဒါဟာပိတ်ဆို့ခြင်းတစ်ခုပဲချင်းမလာအောင်ပိတ်ဆို့ခြင်းဟာချင်းတောင်နဲ့အိတ်ချင်းပဲဖြစ်တယ်ကဲအဲ့ဒီထဲမှာချင်းဆိုတဲ့ကောင်ကအပေါက်ရှာပြီးတော့ဝင်လာတယ်ဝင်လာလို့ရှိရင်ချင်းတောင်နဲ့ကချင်းကိုထုတ်ဆောင်အောင်အဲ့ဒါလိုပဲလူတွေရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကလေးမဝင်ရအောင်ကြိုတင်ပြီးတော့ပိတ်ဆို့ချင်းတောင်ထောင်းတယ်လို့ပဲမကောင်းတဲ့စိတ်မဝင်အောင်ကြိုတင်ပြီးတော့ပိတ်ဆို့တယ်တံဝရလို့ခေါ်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်တွန်းထုတ်ဖယ်ရှားပြအဲ့ဒီတွန်းထုတ်ဖယ်ကိုချင်းတောင်နဲ့ချင်းဝင်လာလို့ရှိရင်မောင်းထုတ်အောင်အဲ့ဒါလိုမကောင်းတဲ့ဘက်မှာစောင့်စည်းမှုနဲ့ဖယ်ရှားမှုလုပ်ကိုလုပ်ရတယ်ဒါကိုအိန္ဒြိယတံဝရလို့ခေါ်တယ်နော်အလွယ်ဆုံးကတော့အဲ့ဒါပဲချင်းမဝင်အောင်ပိတ်ဆို့မယ်ဝင်လာရင်ဖယ်ရှားမယ်အဲ့ဒီအဓိပ္ပာယ်ကိုဆိုလို့ကိုယ်စိတ်ထဲမှာလည်းလောဘဒေါသမဝင်အောင်ကြိုတင်ပြီးတော့ပိတ်ဆို့မယ်ဝင်လာရင်တွန်းထုတ်ဖယ်ရှားမယ်ဒီအလုပ်ဟာအိန္ဒြိယတံဝရ